မင်္ဂလာပါဒီနေ့ကျွန်တော်ချက်ပြမယ့်ဟင်းလေးကတော့အားလုံးရှာလဲသွားစီမယ့်ဟင်းတစ်မျိုးဖြစ်ပါတယ်ကြက်သွန်မျိုးကိုစီတက်ပေးပါဒါကတော့ကျွန်တော်ဝတ်သားဆင်းပြီးသားကိုဝယ်ထားတာပဲဖြစ်ပါတယ်ဝတ်သားကိုကျွန်တော်တို့ကြည်မွသွားတဲ့အထီအောင်အခုလိုမျိုးလေးအသားတွေကွဲထွက်သွားတဲ့အထီအောင်ကြော်သွားပေးပါအသားလေးနည်းနည်းတင်းသွားပြီဆိုရင်တော့ပစွန်ကိုအကောင်လိုက်တိုင်းထည့်ထားပါတယ်အားလုံးကြော်ပေးသွားပါကြက်သားရောပစွန်ရောအယောင်ပြောင်းသွားပြီဆိုရင်တော့ကျွန်တော်မှုကိုတန့်ရှင်းနေအောင်တေချာစေးကြောပြီးမှထည့်ထားပါတယ်မှုအဆင်မပြေဘူးဆိုလည်းမထည့်လို့ရပါတယ်နော်အရသာအတွက်ကတော့အငရုတ်ကောင်းမှုရဲ့အရသာမှုရဲ့ပဲငံပြာရဲ့အကျဲရဲ့ပဲငံပြာရဲ့အကြည်ထည့်ပေးပါခ ्यू စီအနှင်းငယ်ထည့်ပေးပါပဲငံပြာရဲ့အပြစ်အယောင်အထွက်ထည့်ပေးသွားပါပြီးသွားရင်တော့အားလုံးကိုရောသမမှွေပြီးသွားပြီဆိုရင်တော့ဒီပုံစံလေးကအရေးစားမှဖြစ်တဲ့အတွက်အရေးကမိမိလိုချင်တဲ့လောက်ထည့်ပေးသွားပါဟင်းချက်နီးလေးတွေအပြင်ထိုင်းမှာကျွန်တော်ဆေးရုံစကယ်ပြန်နဲ့ဗီဇာလုပ်ငန်းတွေတခြားလုပ်ငန်းတွေလုပ်ကိုင်တဲ့အတွက်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဟင်းရေပို့ဖို့ဆူလာပြီဆိုတော့မှကျွန်တော်ငှက်သီးစိမ်းကိုအဆက်အရသာလေးဖြစ်အောင်နည်းနည်းလေးထည့်ထားပါတယ်အဆက်အရန်ကြိုက်တဲ့လူဆိုရင်တော့ထည့်သွားလို့ရပါတယ်ကျွန်တော်ကနည်းနည်းဟင်းအရသာလေးပူဆက်ဆက်လေးဖြစ်သွားအောင်ပဲထည့်ထားခြင်းဖြစ်ပါတယ်မုတ်ဟင်းကလုံးဝစားလို့မရဘူးဆိုတဲ့လူတွေအတွက်ဒီလိုမျိုးချက်စားကြည့်ပါတော်တော်စားကောင်းပါတယ်အရသာကလုံးဝထိမိပြီးတော့ထူးထူးခြားခြားအရသာလေးနဲ့တော်တော်လေးစားကောင်းတဲ့အထက်မှာပါဝင်ပါတယ်ဘေးနိုင်ငံကပဲဝင်လာထိုင်းလေစိတ်မှာတစုံတရာရစ်ခဲ့သည်ရှိတော့ပြန်မလွတ်သည်ရှိတော့ကျွန်တော်ကိုချက်ချင်းဆက်သွယ်ပေးလို့ရပါတယ်ဘသူမှတော့ဒီလိုမျိုးချက်စားပြင်မယ်မထင်ဘူးဒါပေမဲ့ချက်စားကြည့်ပါစားကနေမှတမြန်ရည်လေးညှစ်ပြီးစားရင်လုံးဝကိုရှယ်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်